အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့အိမ်မှာငကြော်တောင်လေးလှုပ်စားဖြစ်ပါတယ်ငကြော်တောင်ကိုငယ်ငယ်ကတည်းကတစ်ခါမှမစားဘူးပဲမဲ့အတီးတယောက်ကအညာဘက်နဲ့ခွန်ရင်နဲ့လှုပ်ကြွေပြလို့ကြိုက်သွားတဲ့ဟင်းတစ်ခွက်ဖြစ်တယ်ပေါ့နော်လွယ်လွယ်ကူကူနဲ့လှုပ်စားရလဲလွယ်လို့ထမင်းစားမကောင်းတဲ့အချိန်လှုပ်စားကြည့်ဖို့အချိန်ပြုပါတယ်နော်အရန်ကိုမှစားကောင်းပါတယ်ငကြော်တောင်လှုပ်မှဖြစ်လို့စီကနေဝယ်လာတဲ့ငါလေးဦးကချက်ပိုးဟင်းကိုငကြော်ပဲကြော်လိုက်ပါတယ်ငကြော်ကြော်တဲ့အခါစီပေါက်လို့စိတ်ညစ်ရရဆိုရင်ကျွန်တော်ကြော်တဲ့အတိုင်းထည့်ကြော်ကြည့်ပါနော်ကျွန်တော်ကတော့ငကြော်ကိုစီပေါက်မှဆိုလို့အဖုံပိတ်ပြီးတော့မှကြော်ပါတယ်ကျွန်တော်ကြော်တဲ့ငကြော်ပုံစံကတော့စီနဲ့ငယ်ပူလာတာနဲ့ငါးကိုတန်းထည့်ပါတယ်ပြီးတာနဲ့အဖုံတန်းပိတ်ပြီးတစ်ဖက်ချက်အောင်ကြော်လိုက်ပါတယ်တစ်ဖက်ချက်ပြီးဆိုရင်တော့ပထမဆုံးမီးပိတ်တဲ့ငကြော်နည်းနည်းအေးလာမှတစ်ဖက်လှမ်းပြီးတော့ပြန်ကြော်ပါတယ်အဖုံပိတ်ပြီးငကြော်ကြော်တာကစီလည်းမပေါက်သလိုလူလည်းတတ်တာပါတယ်ငကြော်တွေချက်ပြီးဆိုရင်တော့ငကြော်တောင်ထောင်မှုစပြင်ပါတော့မယ်ပထမဆုံးငကြော်ထောင်မှုအတွက်စက်သွန်ဖြူ၄-၅မှာကိုညံ့နေအောင်ထောင်လိုက်ပါတယ်စက်သွန်ဖြူထည့်ထောင်တဲ့အခါအရန်ကိုမှအနံ့မှုပြီးတော့စားကောင်းပါတယ်ဟင်းချက်နည်းတွေကတယောက်နဲ့တယောက်တူပေါ်မဟုတ်ပေမဲ့ကျွန်တော်ကတော့ကျွန်တော်စားနေကြပုံစံတိုင်းပဲရွှေလုပ်ပြတာပါစက်သွန်ဖြူညက်ပြီးဆိုရင်တော့ငရုတ်တီမိကင်ထားလေးထည့်လိုက်ပါတယ်ငရုတ်တီကတော့ကိုယ်အဆက်စားနိုင်တဲ့ပုံမူတည်ပြီးကြိုက်သလိုထည့်လို့ရပါတယ်ကျွန်တော်ကတော့အဆက်နိုင်ငယ်ပဲစားနိုင်တဲ့အတွက်3-4-5တော့ပဲထည့်ထားပါတယ်ငရုတ်တီစိမ်းလှော်ထားတာကိုလည်းစက်သွန်ဖြူထောင်းသလိုပဲညံ့နေအောင်ထောင်းပါမယ်ရုပ်သီးစိမ်းညံ့လာပြီဆိုရင်တော့ငကြော်ထည့်ထောင်ပါမယ်ဒီနေရာမှာတစ်ချက်ပြောချင်တာကငကြော်ကကိုကြိုက်တဲ့ဘယ်ငါမဆိုကြော်ပြီးတော့ထည့်ထောင်လို့ရပါတယ်နော်ငါးကတော့ကိုနှစ်သက်သလိုအကျွတ်ပဲကြော်ကြော်အပျော်ပဲကြော်ကြော်ထောင်လို့ရပါတယ်ကျွန်တော်ကတော့အကျွတ်ကြိုက်လို့ကျွတ်နေအောင်ကြော်ပြီးမှထောင်ပါတယ်ငါးတွေညက်ပြီဆိုရင်တော့ချက်သွန်နီပပလီတာကိုထည့်ပါမယ်ချက်သွန်နီကိုတော့ညက်အောင်ထောင်မှာမဟုတ်ပဲလေလုံးကွဲရုံလောက်ပဲထောင်မှာပါချက်သွန်ဖြူတွေအနှဲငယ်ကွဲလာပြီဆိုရင်တော့နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်ကနနမင်လေးထည့်လိုက်ပါတယ်နနမင်ကတော့ option ပါနော်ကိုကြိုက်တဲ့ပင်စိမ်းရွက်ဒါမှမဟုတ်ရင်ရှမ်းနန်းထည့်ထောင်လိုက်ရပါတယ်ပြီးရင်တော့အရသာပူလေးအောင်ချက်တောက်မှုလေးနဲ့ငယ်ထည့်ထောင်လိုက်ပါတယ်ငချိုကိုတော့စားနဲ့နေပြီးကြော်ထားဖြစ်တဲ့အတွက်အရသာအများကြီးထပ်ထည့်စရာမလိုပါဘူးသူအရသာနဲ့သူတင်တော်တော်လေးစားကောင်းနေပါပြီအားလုံးညက်သွားပြီဆိုရင်တော့စားလို့ရပါပြီခွက်တစ်ခုတည်းပြောင်းထည့်ပြီးစားကန်ဒီမှာတမယာသီးလေးညှစ်စားမယ်ဆိုရင်အရန်ကိုမှငွေပြီးစားလို့ကောင်းတဲ့ငကြော်တောင်လေးရပါပြီငကြော်တောင်ကိုတော့ကျွန်တော်တငယ်ချင်းရဲ့စာတီးပတ်မှာဆိုရင်မနက်စာအနေနဲ့စားလေးရှိကြပါတယ်ငကြော်တောင်ကိုထမင်းဖြူနဲ့ပဲစားထမင်းကြော်နဲ့ပဲစားအရန်ကိုမှစားလို့ကောင်းတဲ့လိုက်လေလိုက်ဖက်ပါတယ်မိုးရွာတဲ့နေ့တွေမှာဆိုရင်လည်းငကြော်တောင်တစ်ခွက်နဲ့ဟင်းကားလေးတစ်ခွက်ရှိမယ်ဆိုရင်အရန်ကိုမှပြည့်စုံတဲ့ထမင်းပွဲလေးဖြစ်မှာပါကျွန်တော်ကတော့ငကြော်တောင်နဲ့ထမင်းတွဲစားဖို့ကမွန်ကျင်ရွက်ဟင်းလေးချက်စားပါတယ်။ကဲခုဆိုရင်အနံ့လည်းအရန်ကိုမွေးတယ်အရန်ကိုမှစားလို့ကောင်းတဲ့ငကြော်တောင်လေးရပါပြီ။ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye